Pro Diamond နဲ့ Weather Skin တွေငါးကောင်တစ်ချိုးတာ let's go ဒီဘာစမင်းလာမယ်ကလင်းကလင်းကတော့ဘယ်လိုပြောရမလဲကျွန်တော် DV ကဒါတချို့ပြောမယ် reaction လောက်ပြဆိုလဲဟုတ်တယ်ကျွန်တော် brother တို့တဲ့အချံပေးရဆိုလဲဟုတ်တယ်ကလင်းကတော့ကျွန်တော်ကဒီ skin ရတော့ anti ဒီဖြစ်သွားလက်ခံစားတယ်ဒါပေမဲ့ epic skin တော့ epic skin ပါဒါပေမဲ့ brother တို့တွေနဲ့ကလင်း player လည်းဖြစ်တယ်ကွာကလင်းကိုတိတ်စေးကြီး skin ဝင်တယ်ဆိုတော့ဒီ skin လေးကတော့အဆင်ပြေနော်ဒီ skin လေး epic skin လည်းမစိုးဒါပေမဲ့နည်းနည်းပြောပြနေမှာ anti ဖြစ်သွားတယ်ခံစားဘယ်လိုမျိုးကွာ clean skin မရှိတော့ skin လေးကတော့100တော့ recommend မပေးဘူးလုံးဝ100 recommend မပေးဘူးဒါပေမဲ့ကိုက clean skin အဲ့လောက်ဒီဈေးမသုံးနိုင်ဘူးဒီ skin လေးကဝယ်ထားတယ်ကျွန်တော်ကတော့ဆက်ရှိုးလိုက်ကဲတော့ကောင်းပါပြီဘာသာနာဒီ skin လေးကတော့မစိုးပါဘူးဒါတော့ကျွန်တော် main player ရတာဒါတော့အကြိုက်ပါဒီ skin လေးကကျွန်တော်ဟိုဟာဒီအရင် skin တော့မှထွက်သွားတာမစိုးဘူးဒီ skin လေးကဝယ်နေတဲ့နေရာမှာပါတယ်ဆိုတော့ဒီတော့ဘာသာနာ player ဆိုပူတော်ဝယ်နေနေခေပြီးတော့ဘာသာပလီရဲ့ပူတော်ဝဲတယ်အဲ့တော့ဒီ skin ဒီဘာသာအပစ် skin တော်တော်လေးလမ်းပါတယ်Pro Diamond နဲ့ဒီ skin လေးမစိုးပါဘူး brother တို့တကယ်လို့ဝဲနေရင်တော့ play main player လေးဘာသာပလီရဲ့ဝဲနေတယ်နော်စိုး skin လေးလာတယ်တော့အဲ့ဒီတစ်စိတ်ဟောကတော့ကချအပစ်ကတော့ကချအပစ်ကတော့ကျွန်တော်တို့ကျွန်တော်အရင် brother တို့ကျွန်တော်အရင် Pro Diamond event မှာ corner ဖန်နေတော့မှတ်မိနေမယ်အဲ့ video ကို corner ကြည့်တာတော့ဒီ temp player မှာဒီ Pro Diamond နဲ့ဒီ temp player ရဲ့ဘယ်လိုပြောရမလဲrecommend ပေးတဲ့ Pro Diamond နဲ့ weather skin ဒီကတော့ကချ skin နဲ့ပါဒီကတော့ကချ skin ကကျွန်တော်ဟောင်းနေမဲ့လေကောင်းနေသေးပါပဲဟောင်းနေလေကောင်းနေပဲစကားမလို့ကြီးဟောင်းနေမဲ့လည်းကောင်းနေသေးပါပဲဘယ်လိုပြောရမလဲဒီ skin လေးကတော့ဆိုတော့ effect လေးကမစိုးဘူးဗျအဲ့တော့ brother တို့ဒါဝယ်နေတော့ဝယ်လို့ရဒါပေမဲ့တော့အနစ်လေးဖြစ်သွားတယ်တခုပဲစိုးပါ brother တို့ဒီ skin လေးကမိုက်တယ်နောက်တော့ဒီ skin တော့ဟုတ်တယ်ဘာလို့လဲဒါ Nolan player တွေဝယ်တင်တယ် brother သိလားဗျာ Nolan player တွေဒီမှာ Nolan player တွေ Nolan player skin အောင်မရှိ Nolan player လေးဒီ Nolan skin လေးကအဆင်ပြေ Pro Diamond နဲ့ဝယ်ရမှာဆိုတန်လန်းတန်နေ brother တို့နေဒီ Nolan player လည်းဖြစ်တယ် Nolan skin လည်းမရှိတော့ဒီ skin လေးကဝယ်ရတယ်နော် skin တစ်စိမ်တော့မိုက်တယ် skin ဒီ skin လေးကလည်းဟုတ်တယ် brother ဒါ Martin skin ပေါ့နော် Martin skin ကွာကောင်းကောင်းမရှိတော့ဒီ skin လေးကိုဝယ်ရတယ်ဒီ skin လေးကထွက်တာရပိုင်းလောက်ပဲရှိသေးတယ်ဒီ skin မှာနော်အဲ့ brother အနေနဲ့ဒီ skin လေး Martin epic skin လေးကတော့ရှိသားတင်ပါတယ်မစိုးဒီ skin လေးလှတယ်ကဲဒီ video တော့နောက်နေ့ပြန်မှာတော့ဘိုင်မှာ